ဆိုရင်မတို့ဒီ design နဲ့ပိတ်စပုံမှုတည်ပြီးတော့မတို့တောက်ကိုရွှေ့လို့ရတယ်။တောက်ရွှေ့တဲ့နေရာမှာမတို့ဒီတောက်ကိုဒီတိုင်းပုံမှန်ဆိုရင်မတို့ဒီတိုင်းဆွဲပြီးတော့မတို့ချုပ်တယ်။ချုပ်ပြီးတော့မတို့ကတောက်ကိုရွှေ့ခြင်းကဒီနေရာမှာ3ကိုပြန်နှုတ်လိုက်တယ်ပေါ့နော်။ကိုကထားခဲ့တဲ့တောက်စာဒါကဥပမာမတို့3 cm ထားခဲ့တယ်ဆိုရင်ဒီ3 cm စာကိုမတို့ဒီဘက်မှာပြန်ရွှေ့ရ။တချို့ကြတော့လေ4လောက်ထားတယ်ဆိုလေ4ပေါ့နော်2ဆိုလေ2ဒါကိုထားခဲ့တဲ့ပုံမှုတည်ပြီးတော့မတို့တောက်ကိုရွှေ့လို့ရ။အဲ့တော့ဥပမာ3ဆိုရင်မတို့တွေကပုံမှန်ပေါ့နော်ဒီလိုမျိုးလေး3ကိုဒီမှာလာပြန်နှုတ်လိုက်တယ်။နှုတ်ပြီးတော့မတို့ကဒီရာနဲ့ရှေ့အတိုင်းပေါ့နော်မတို့ပြန်ပြီးတော့ချိုးပြီးတော့ဆက်ကြတယ်ပေါ့နော်။အခုဒီမှာခါကအမှန်ဒါတင်ဆိုမှတော့ဒီတိုင်းဒီတင်ရင်းနေပေါ့နော်ကိုမတော့ဒါကိုမဖောက်လေးဆက်လိုက်မယ်ဒီတိုင်းဆက်လိုက်မယ်ဒါဆိုရင်မတို့မြင်ရဒီလိုမျိုးရှေ့ကြီးဒီလိုမျိုးပေါ့နော်ကြည့်မယ်ဆိုရင်မလာဘူးလေနော်အဲ့တော့မကဒါလေးကိုတောက်ရွှေ့တဲ့နည်းလေးကိုတစ်ချက်ပြပေးမယ်ဒီမှာမတို့3 cm ထားခဲ့တယ်အဲ့တော့မကဒါဒီအမတို့ရဲ့ original မြင်ဒီမြင်းကမတို့ရဲ့ original မြင်းအဲ့ထဲကနေမှဒီတောက်စာကိုမကဒီတောက်ကိုဒီဘက်ကိုရွှေ့ချင်တာနော်အဲ့တော့ဒါကိုပြန်နှုတ်မှာပြန်နှုတ်တဲ့ချိန်ကျတော့မကဒီမြင်းနဲ့ဒီမြင်းကိုမကတဒန်းနဲ့ထားလိုက်တယ်ဒီမှာကြည့်မယ်နော်အဲ့တော့မဒီတစ်ကနေထားတယ်ဒီတောက်ကိုမကြည့်မယ်အဲ့တော့ဒီတောက်ရဲ့အရှိကိုတိုင်းလိုက်တယ်မှာ2.8ရတယ်အဲ့တော့မသူနဲ့တညီရဲ့မှာပဲမက2.8ကိုတစ်ချက်ရွှေ့တယ်ဟုတ်ပြီနော်အဲ့ကနေပြီးတော့မတို့က2 3လောက်ဆင်းလိုက်မယ်ဒီမှာပေရန်ကိုဒီထိတ်မှာထားမယ်နော်ပေရန်ကိုထိတ်မှာထားမယ်2 3လောက်ထပ်ဆင်းပြီးရင်မှဒီမှာဒီဓာတ်ကိုတစ်ချက်ပြန်တိုင်းနေအိမ်နေရနေအဲ့တော့ဒီမှာ1 2 point ဘယ်လောက်ရှိလဲမတို့2.3ရှိရဆိုမှဒီထိတ်ကနေပြီးတော့သူနဲ့တညီတယ်ပဲနော်မတို့2.3ရွှေ့တယ်အဲ့ဒါပြီးတော့မှအောက်ကို2 3လောက်ထပ်ဆင်းလိုက်တယ်ထပ်ဆင်းပြီးတော့ဒီနေရာမှာမတို့တိုင်းသွားတယ်ဒီမှာတိတိကျကျတိုင်းပါနော်ဒါဆိုရင်မတို့1ဒီမှာဆိုရင်မတို့ 1.7 အဲ့တော့ဒီနေ့ကနေပြီးတော့မှ 1.7 ထပ်ရွှေ့တယ်โอเคအဲ့ကနေမှထပ်ပြီးတော့ဆင်းသွားတယ်2ကြော်လောက်3ကြော်လောက်မှာဒီမှာဆိုရင်မှဘယ်လောက်ရှိလဲ 1.1 ရှိရဆိုရင်ဒီမှာ 1.1 ထပ်ရွှေ့တယ်အဲ့ဒါပြီးသွားရင်မှကဒီမြင်းဒီမှာမတို့ရဲ့တောက်အမှတ်ကလေးရှိရဒီ point အဲ့ point ကိုမတို့ဒီတညီထဲမှာလာပြီးတော့တင်မြင်းမှာလာပြီးတော့ဒီမှာလာထိမယ်ဟုတ်နော်အဲ့ဒါဆိုရင်မဒီဟာကိုတောက်ကိုဘယ်လိုကစားသွားလဲဆိုတော့ဒီမှာ point လေးတွေမှာဆွဲခဲ့တယ်အဲ့ဆွဲခဲ့တဲ့မြင်းကုန်းမှာကဒီခါရှိလေးမှာ3 cm ရဲ့ဒီလိုမျိုးလေးမှာကခါလေးကိုအရင်ဆုံးပေါ့နော်ပေကွေးလေးကိုဒီ3 cm နဲ့ဒီလိုမျိုးဆွဲချလာတယ်ဆွဲချလာပြီးလိုက်တဲ့ချိန်ကျတော့မှဒီမတို့ထောက်ဆောင်မှအဆုံးရှိရဲ့အဲ့နေရာနဲ့ပြည်နိုင်မယ့်နေရာကိုမှသွားဆက်တာအခုနကမတို့ဆွဲခဲ့တဲ့နေရာဒီမှာတွေ့လာခဲ့တဲ့အရာရေးရေးလေးမြင်ရနော်အိမ်မြင်းနဲ့မတို့ဒီမှာကိုးရေးပြီးတော့ဘယ်လိုဆွဲချသွားတဲ့မြင်ရတူလားမတူတော့ဘူးနော်ရှိတ်ကအဲ့တော့မတို့ဒါလေးဆိုရင်မှကပေကွေးလေးကိုဒီလိုလှည့်ကင်တယ်နောက်တစ်ခုကကြတော့ဒီတောက်ရဲ့ဆုံးမှတ်ကနေပြီးတော့ဒီလိုမျိုးပေကွေးလေးကိုလှည့်ကင်တယ်ခုနလိုမျိုးမတို့တင်ရှိနဲ့ခါရှိခါအပြေထည့်တယ်တင်အပြေထည့်ပြီးတော့မတို့ဒီနှစ်ခုကိုတောက်ပြန်လာမနှုတ်ပဲနဲ့အခုလိုမျိုးတောက်ကလေးကိုဒီနေရာကနေပြီးတော့သူ့ရဲ့တောက်အရာအတိုင်းသူ့ရဲ့တောက်အတိုင်းနဲ့မတို့ရွှေ့သွားတာကပို့ပြီးတော့လှတယ်ဒီမှာကြည့်လိုက်နော်မတူတော့ဒီနေရာမှာဖောင်းနေတာမျိုးလည်းမတို့မရှိတော့ဘူးပြီးတော့တင်နေရာမှာလည်းထောက်နေတာမရှိပဲနဲ့ပြပြကလေးနဲ့ဒီလိုမျိုးလေးလှတယ်တချို့ဒီဇိုင်းလေးတွေမှာမတို့ဒီလိုမျိုးတောက်ကလေးကိုရွှေ့လို့ရတယ်ဆိုတာကိုမက sharing လုပ်ပြရပါတော့ဒါဆိုရင်မနဲ့တူနောက်ထပ်တော့ဗီဒီယိုလေးဒီမှာထပ်တွေ့ပါမယ်နော်